အာဖရိကရဲ့ရွှေကချမ်းသာတဲ့နိုင်ငံတွေကိုတိဆောက်ပေးခဲ့တယ်။ဒါပေမဲ့အာဖရိကကတော့ဆင်းရဲနေစေပဲ။နှစ်ပေါင်းများစွာကြာအောင်အာဖရိကမှာကမ္ဘာပေါ်ကအကြီးမားဆုံးရွှေတိုက်တွေရှိခဲ့တယ်။အနောက်အာဖရိကကနေတောင်ပိုင်းအထိနိုင်ငံတော်များဟာဥရောပမချမ်းသာခင်ကတည်းကရွှေကိုကူးတန်းရောင်းဝယ်နေခဲ့ကြတယ်။ပြီးတော့နိုင်ငံခြားအာဏာရှင်တွေရောက်လာခဲ့တယ်။သူတို့လိုချင်တာကရွှေမြေယာနဲ့အလို့သမားတွေပါ။ဂါနာမာလီနဲ့ဆောက်အာဖရိကလိုနေရာတွေမှာရွှေတွေကိုအများပြားတူးဖော်ယူသွားခဲ့တယ်။တထုတွင်းတွေပို့ကြီးလာတယ်။ကုန်သွယ်ရေးလည်းပြောင်းလဲသွားတယ်။ကိုလိုနီအုပ်ချုပ်မှုကအရာအလုံးကိုထိန်းချုပ်လိုက်တယ်။ငွေအများစုကအာဖရိကကနေထွက်ခွာခဲ့တယ်။ရထားလမ်းတွေနဲ့စိတ်ကမ်းတွေကိုဒေသခံတွေအကျိုးအတွက်မဟုတ်ပဲတယံဇာရတွေထုတ်ယူဖို့တိစော့ခဲ့ကြတယ်။လူအများကအန်ဒီရရှိတဲ့နေရာတွေမှာခက်ခဲခလုတ်လုတ်ခဲ့ရတယ်။တချို့ကသူတို့ရဲ့မြေယာကိုတောင်ဆုံးရှုံးခဲ့ရတယ်။ဒါပေမဲ့ရွှေကတော့ဆက်ပြီးထွက်ခွာနေခဲ့တယ်။ဒီအရာတွေကဒီနေ့အထိမြင်နေရတဲ့ချမ်းသာမှုကွာဟချက်ကိုဖန်တီးပေးခဲ့တယ်။အာဖရိကမှာတယံဇာတဲ့ရှိခဲ့တယ်။ဒါပေမဲ့အခြားသူတွေကထိန်းချုပ်ခဲ့ကြတယ်။ဒီနေ့ထိကြံနေတဲ့မေးခွန်းတစ်ခုကတော့အာဖရိကရဲ့ရွှေကအာဖရိကထဲမှာပဲကြံခဲ့မယ်ဆိုရင်ဒီနေ့အာဖရိကဟာဘလောက်ကွာခြားနေမလဲ။